ဘာသာဝင်တော်တင်တော်ကောင်းပါတော့နော်ဒီကနေ့ဒီထုံးနေရတဲ့ဒီနေ့ဒီတို့တီတီမျိုးနဲ့သာကညာဥစားပြီးတော့တီတီမျိုးနဲ့ဒုစရာဒုစရာရှင်းအောင်လုပ်ဒီခုချိန်မှာဆရာတော်ကဒီခါဆက်ရောက်လာပြီးဖြစ်တယ်ဒီစင်ပြဘာလို့ဒါတရားအတွက်ဒါရတဲ့ရမလို့ဒီလိုချာဒီပါကျိုးဒီပေါ်လိုက်ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်โอเคเลยเลยค่ะยันยืนเลยก็เป็นตัวคำว่าขานั่นหนึ่งตัวเสียค่ะเอาเลยก็ว่าจะ